ကဘာကျော် Fulbright ပညာသင်ဆုအကြောင်းကြားဟူကြမှာပါဒီခွင့်ရေးကိုမြန်မာနိုင်ငံတိုင်းနေဘယ်လိုရှောက်ထားနိုင်မလဲဆိုတာကိုလွယ်ကူကူနဲ့နားလည်သွားအောင်ရှင်းပြပေးချင်ပါတယ်ဒါက American ပြည်ထောင်စုမှာမဟာပွဲကိုထောက်ပံ့ခြင်းအပြည့်အစုံနဲ့တွားတက်ခွင့်ရမယ်အခွင့်အရေးကြီးတစ်ခုပေါ့ကဲဒီเจ้าညာတွေကိုတခုချင်းစီအတူတူလေ့လာကြည့်လိုက်ရအောင်ဟုတ်ပြီဒီနေ့မှာဘာတွေပြောကြမလဲဆိုတော့ပထမဆုံး Fulbright အခွင့်အလမ်းဆိုတာတကယ်တမ်းမှာပါလဲပြီးတော့မြန်မာနိုင်ငံသားတွေအတွက်ဘလို့အရေးချင်းတွေလို့အမလဲနောက်ဘယ်ဘာသာရပ်တွေကိုဦးစားပေးတယ်လဲပညာသင်စုပါဘာတွေ cover လုပ်ပေးမလဲစီမင်းတွေကတော့ဘာတွေလဲအဆုံးမှာတော့ Charlotte တင်တဲ့အဆင့်တွေကိုသရှင်းချင်းပြပြသွားမှာပါကဲပထမဆုံးပိုင်းကိုဆက်လိုက်ကြရအောင် Fulbright ခွင့်လန်းဒါကတကယ်ကိုကမ္ဘာလုံးဆိုင်ရာတကားပေါက်တစ်ခုလို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ကြည့်လိုက်အောင်ဒီမှာခဏန်းတစ်ခုတွေ့တယ်ထဲထောင်အဲ့ဒါဘာကိုပြောရလဲဆိုတော့လေနှစ်တိုင်းနိုင်ငံပေါင်း650ကျော်ကနေကျောင်းသားပေါင်း4000နီးပါးလောက်ကဒီ Fulbright ပညာသင်ဆုကိုရကြတယ်ဆိုတဲ့အထိပဲပါဒီတော့စဉ်းစားကြည့်လေဒီ program ကဘယ်လောက်တောင်ခြေပြန့်ပြီးဂုဏ်သိက္ခာကြီးမားလိုက်မလဲဆိုတာဆိုတော့ Fulbright Foreign Student Program ဆိုတာအတိအကျပါလေဒါကနိုင်ငံတကာကဘွဲရပြီးသားကျောင်းသားတွေကိုယ့်နယ်ပယ်မှာလုံငန်းအတွေ့အကြုံရှိတဲ့လူငယ်ပညာရှင်တွေနောက်ပြီးအမှုပညာရှင်တွေကိုအမေရိကမှာမဟာဘွဲတက်ဖို့သူတည်တနာလုပ်ဖို့အတွက်ငွေကြေးအထောက်ပံ့အပြည့်အဝပေးတဲ့အစီအစဉ်တစ်ခုပါပဲ Okay Fulbright program မှာတကယ်တော့လမ်းကျောင်းတွေအများကြီးရှိရဲ့ American ကျောင်းသားတွေအတွက်ပါမောက္ခတွေအတွက်အစုံပဲဒါပေမဲ့ဒီတစ်ခေါက်မှာတော့ကျွန်တော်မြန်မာနိုင်ငံကနေရှောင်းမဲ့သူတွေအတွက်အဓိကကြတဲ့ American နိုင်ငံသားမဟုတ်တဲ့ကျောင်းသားတွေအတွက်လမ်းကျောင်းကိုပဲတီးတန့်အာရုံစိုက်ပြီးပြောသွားမှာပါကဲအရေးကြီးတဲ့အပိုင်းကိုရောက်လာပြီမြန်မာနိုင်ငံကနေရှောက်မဲ့သူတွေအတွက်ဘလို့အရေးချင်းတွေလိုအပ်မလဲဒီအခွင့်အရေးကကိုယ့်အတွက်ဟုတ်မဟုတ်ဒီအချက်တွေနဲ့တိုက်ချိလို့ရပါတယ်ပထမဆုံးအခြေခံဆုံးချက်ဒီပေါ့မြန်မာနိုင်ငံသားဖြစ်ရမယ်ဒါကတော့အကြီးကပဲပြီးတော့အ ਨੇ ဆုံးဖွဲတစ်ခုတော့ရထားပြီးသားဖြစ်ရမယ်ပညာရေးနောက်ခံကောင်းမွန်လန်လိုအပ်ပါလေနောက်ပြီးကိုရှောက်မဲ့ဘာသာရပ်နဲ့ပတ်သက်တဲ့ပညာရေးဒါမှမဟုတ်လုပ်ငန်းအတွေ့အကြုံတစ်ခုရှိထားရမယ်အရေးအကြီးဆုံးအချက်ကတော့ program ပြီးတော့ရင်မြန်မာနိုင်ငံမှာတေချာပေါက်ပြင်လာမယ်ဆိုရင်ခိုင်မာတဲ့စိတ်ဓာတ်နဲ့ကတိကဝတ်ရှိဖို့ပါပဲနောက်ထပ်စဉ်းစားရမယ့်အချက်တွေရှိသေးတယ်အမေရိကန်မှာအရင်ကကြောင်းတက်ဖူးတာနေထိုင်ဖူးရဲ့အတွေ့အကြုံမရှိသလောက်နဲတဲ့သူတွေကိုသူတို့ကပို့ပြီးဦးစားပေးတယ်ဆိုလိုတာကအမေရိကန်တက်ကကြိုကပွဲရထားပြီးသားဆိုရင်ဒါမှမဟုတ်လက်ရှိအမေရိကန်ပွဲတစ်ခုခုတက်နေတယ်ဆိုရင်ရှောက်လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ဒီ program ရဲ့အဓိကရည်ရွယ်ချက်ကယဉ်ကျေးမှုနဲ့ပညာရေးဖလှယ်မှုအတွက်အတွေ့အကြုံတည်တည်ပေးချင်တာကိုကဲဒီမှာ60ဆိုတဲ့ကဏ္ဍကိုကြည့်လိုက်ပါဒါကဘာလဲဆိုတော့အင်္ဂလိပ်စာအရေးချင်းစစ်တဲ့ TOEFL Internet Based Test မှာအနည်းဆုံးရဖို့မျှော်မှန်းထားတဲ့အမှတ်ပါပဲဒါပေမဲ့စိတ်မပူပါနဲ့အကယ်၍ TOEFL အမှတ်မရှိသေးရင်တောင်တန်ယုံကလုပ်တဲ့ screening test ကိုရင်ဖြေလို့ရတယ်အဲ့ဒီမှာရွေးချယ်ခံရပြီဆိုမှတရားဝင် TOEFL ဖြေရမှာပါကဲနောက်တစ်ပိုင်းကိုဆက်သွားကြမယ်ဒါကတော့ဦးစားပေးဘာသာရပ်တွေအကြောင်းပဲပြောရင်ဘာသာရပ်တော်တော်များများကိုလက်ခံပါတယ်ဒါပေမဲ့အခုပြမယ်ဘာသာရပ်တွေကတော့မြန်မာနိုင်ငံကရှောက်တဲ့သူတွေအတွက်အထူးဦးစားပေးစဉ်းစားပေးမယ်ဘာသာရပ်တွေပေါ့ဦးစားပေးဘာသာရပ်တွေတော့ Information Technology နဲ့ Data Science Digital Governance နဲ့ Cyber Security လိုမျိုးနည်းပညာပိုင်းတွေပါတယ်ပြီးတော့စီပါရေးနဲ့ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပြည်သူ့ကျန်းမာရေးနဲ့စေတပံစိုက်ပျိုးရေးညစနစ်ခါဖူလုံရေးတို့လည်းပါဝင်တယ်နောက်ဆုံးပညာရေးဘက်မှာဆိုရင် STM လို့ခေါ်တဲ့သေပံနည်းပညာအင်ဂျင်နီယာသင်ကြားဘာသာရပ်တွေရဲ့ TVET လို့ခေါ်တဲ့နည်းပညာနဲ့သမွေးပညာရေးတို့ပဲဖြစ်ပါတယ်ဟုတ်ပြီအခုအရန်စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းကိုရောက်လာပြီဒီပညာသင်စုကလေတကယ်တမ်းပါအကျိုးကျေးဇူးတွေရမှာလဲပြီးတော့လိုက်နာရမယ်စီကံချက်တွေကတော့ဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်အများကြီးပဲနော်ဒါကထောက်ပံ့ကြေးပေးတဲ့ fully funded scholarship ပါဆိုတော့ကျောင်းလက်ခအကုန်လုံးနေထိုင်စားသုံးဖို့လက်ဆင့်ထောက်ပံ့ကြေးကျန်းမာရေးနဲ့မတော်တဆထိခိုက်မှုအမှခံခရီးစရိတ်စာအုပ်ဖိုးနဲ့လိုအပ်တဲ့ပစ္စည်းကိရိယာဖိုးတွေအပြင် Fulbright ကလုပ်ပေးတဲ့အသိပညာတိုးပွားရေးအစီအစဉ်တွေမှာပါဝင်ခွင့်ရအောင်ပါတော်တော်လေးကိုပြည့်စုံပါတယ်အခုပြောမှာကတော့လုံးဝမဖြစ်မမိလိုက်နာရမယ်စီကံချက် number 1ပါဒါကဘာလဲဆိုတော့ပညာသင်စုရလဲသူနဲ့အတူမိသားစုဝင်တွေဥပမာအိမ်တော်ဖက်ဖြစ်ဖြစ်ကလေးတွေဖြစ်ဖြစ်အမေရိကန်ကိုအတူလိုက်နေလို့မရပါဘူးဒါကိုတေးသေးချာချာရှင်းရှင်းလင်းလင်းသိထားဖို့အရန်ရေးကြည့်ပါလေဒုတိယအရေးကြီးတဲ့စီးမင်းတစ်ခုကတော့ J visa ရဲ့သတ်မှတ်ချက်ရ program ပြီးသွားတဲ့အခါကိုယ့်နိုင်ငံကိုအနည်းဆုံးနှစ်ပြန်လာပြီးနေထိုင်ရမှာပါဒါကဘာကြောင့်လဲဆိုတော့ဟိုမှာသင်ယူခဲ့တဲ့ပညာတွေရခဲ့တဲ့အတွေ့အကြုံတွေကိုကိုယ့်နိုင်ငံအတွက်ပြန်ပြီးအသုံးချနိုင်ဖို့ရည်ရွယ်တာပါတဲ့နောက်ဆုံးအပိုင်းကိုရောက်လာပါပြီ6လတင်တဲ့အခါတက္ကသိုလ်ကိုဘယ်လိုရွေးချယ်ရမလဲနေရာချထားရေးကဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်တက္ကသိုလ်ရှောက်တဲ့နေရာမှာပုံစံနှမျိုးရှိတယ်
ပထမတစ်ခုက IIE placement ပေါ့ဒါကတော့ Institute of International Education လို့ခေါ်တဲ့ IIE ကနေကိုယ့်တက်ကတော်တွေကိုရှောက်ပြီးကျောင်းဝင်ခွင့်ကိစ္စတွေကိုစီမံခန့်ခွဲပြီးမှာပါဒုတိယတစ်ခုကတော့ self placement နာမည်တိုင်းမှာပဲကိုယ်တိုင်တက်ကတော်တွေကိုတိုက်ရိုက်ရှောက်ပြီးအစအဆုံးကိုယ့်ဘာသာစီမံခန့်ခွဲရမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အရေးကြီးဆုံးအချက်လက်ပါပဲရှောက်လာပေးရက်ကတော့2026ခုနှစ်မေလ3ရက်နေ့ပါဒါကြောင့်အချိန်မီဖို့အတွက်ရှောက်လာပြင်ဆင်မှုတွေကိုစောစောစီစီဆက်တင်ချဖို့တော့လိုပါလိမ့်မယ်အဆုံးသက်အနေနဲ့ဒီမေကုန်းလေးကိုအတူတူစဉ်းစားကြည့်ကြရအောင်ဒီလိုခရီးတစ်ခုကလူတယောက်ရဲ့အနာဂတ်ကိုဘယ်လိုများပုံဖော်ပေးသွားနိုင်မလဲဒီခွင့်ရေးကကိုယ့်ရဲ့ပညာရေးနဲ့အလို့အကင်အတွက်မတုံ့မဟုတ်ပဲကိုယ်နိုင်မဲ့အတတ်ပါဘလို့အကျိုးသက်ရောက်မှုတွေပြန်ယူဆောင်လာနိုင်မလဲဆိုတာကိုပြန်ပြီးတွေးကြည့်စေချင်ပါတယ်